Papa and Kelvin series. Please like and subscribe to my YouTube channel. Let's get started. Okay အဲ့တော့ကြတော့ဒီနေ့ပပတို့ဘာကိုဆက်သွားမှာလဲဆိုတော့ basic networking concept ဆိုတဲ့အကြောင်းဆက်သွားမယ်ဟုတ်ပြီနော်အဲ့တော့အဲ့ကိုမသွားခင်မှာပြီးခဲ့တဲ့ခေါက်တော့ပပတို့ဘာတွေသင်ခါရတယ်ဆိုတာကိုဆက်ပြောပြပေးမယ်အဲ့တော့ပြီးခဲ့တဲ့ခေါက်တော့ဆိုပပတို့ဘာတွေပြောခဲ့လဲဆိုတော့ internet အကြောင်းပြောခဲ့တယ်ဟုတ်တယ်နော်အဲ့တော့အဲ့ဒီ internet မှာဆိုရင် internet ဆိုတာတကယ်ကဘာလဲဆိုတော့ပပတို့ computer အကုန်လုံးချိတ်ဆက်ထားတဲ့တကယ်ကိုဒီ road အကြီးကြီးပဲလို့ပြောထားခဲ့တယ်ဟုတ်ပြီနော်အဲ့မှာဆိုရင် internet မှာဆိုရင် data တွေကအဲ့ဒီ cable တွေ wifi တွေထဲမှာသူက data တွေကသွားလာနေတယ်ဆိုပြီးတော့အဲ့ဒီတော့ video တွေနဲ့လည်းပြခဲ့ပြီးသွားပြီဟုတ်ပြီနော်ပြီးတဲ့အခါမှာပပတို့အိမ်နေမှာလိုမျိုးပဲ computer တိုင်းမှာလည်း address ရှိတယ်အဲ့ဒီ address ကို IP address လို့ခေါ်တယ်လို့လည်းပြောခဲ့ပြီးသွားပြီပြီးတဲ့အခါမှာဆိုရင်အဲ့ဒီ internet ဆိုတာက computer တွေအများကြီးစုထားတာမို့လို့တခါလေကြတော့သူတို့လိုချင်တဲ့အချက်လက်တွေရှာပေးဖို့အတွက်ဆိုရင်ပပတို့မှာ server လို့ခေါ်တဲ့ special computer ကြီးတွေလည်းရှိရတယ်လို့ပြောထားပြီးသွားပြီဟုတ်ပြီနော်အဲ့ဒါပြီးတဲ့အခါမှာဆိုရင်ပပတို့ internet မှာ basic ပိုင်းတွေရှိနေဆိုတာကိုလည်းရှင်းပြခဲ့ထားတယ်ဟုတ်ပြီနော်အဲ့ထဲမှာဆိုရင် wifi တွေဒါမှမဟုတ်ရင် cable တွေ website တွေ search engine တွေရှိတယ်ဆိုတာကိုပြောပြခဲ့တယ်ဟုတ်ပြီနော်အဲ့တော့ကြတော့အခုပပတို့ဆက်သွားမှာကဒီနေ့သင်ခန်းစာဖြစ်တဲ့ basic networking concept ဆိုတဲ့ computer တွေကိုဘယ်လိုချိတ်ဆက်ပြီးတော့ဘယ်လိုတွေအလုပ်လုပ်နေလဲဆိုတဲ့အကြောင်းကိုပပတို့ဆက်ပြောပြပေးမယ် okay အဲ့တော့အဲ့ဒီထဲမှာပါလာတဲ့စကားလုံးလေးတစ်လုံးဖြစ်တဲ့ network ဆိုတာဘာလဲဆိုတာကိုစသိဖို့လိုပြီပေါ့ဟုတ်ပြီနော်တကယ်တော့ network ဆိုတာကပပတို့အရာဝတ္ထုပစ္စည်းတွေအချင်းချင်းချိတ်ဆက်ထားတဲ့အစုအဝေးတစ်ခုကို network လို့ခေါ်တယ်တဲ့ဥပမာဆိုပါစို့ပကွန်ပျူတာတွေအချင်းချင်းချိတ်ဆက်ထားတယ်ဆိုရင် computer network လို့ခေါ်တာပေါ့အဲ့ဒီလိုပဲအခုကြည့်ကြည့်ပါဦးပုံမှန်ဆိုရင်တိုက်တွေအိမ်တွေကိုသူကလမ်းနေနဲ့ချိတ်ထားတော့အဲ့ဒါဆိုရင်သူက transportation network လို့ခေါ်တာပေါ့ဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုး network ဆိုတာတကယ်ကဘာလဲဆိုတော့အဲ့လိုမျိုးအရာဝတ္ထုပစ္စည်းတွေကိုချိတ်ဆက်ထားတဲ့ဟာကို network လို့ခေါ်တယ်ပြန်လည်ချိတ်ဆက်ထားတဲ့ဟာကို network လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ computer network မှာဆိုရင်ဘာဖြစ်လို့ပပတို့ computer network ကိုသုံးရတာလဲဆိုတော့ပပတို့ computer အသုံးပြုတဲ့သူချင်းချင်းတခါလေကြတော့အချက်လက်တွေ share ချင်တယ်မို့လားဥပမာဆိုတော့တသားနဲ့ပြီးတော့ပုံလေးတွေဆွဲထားတယ်လေအဲ့တော့တသားပုံလေးတွေကိုပပစီကိုပို့ချင်တယ်ဆိုရင်အဲ့လိုမျိုးအချက်လက်တွေ share ချင်တယ်နောက်ကတသားရေးထားတဲ့စာလေးတွေ file လေးတွေကိုပပစီပို့ချင်တယ်နောက်တစ်ခါတသားလုပ်ထားတဲ့ application တချို့ကိုပပစီ share လုပ်ချင်တယ်ဆိုရင်အဲ့လိုအချက်လက်တွေကို share ဖို့အတွက်ကိုပပတို့က computer network တွေကိုသုံးရတာဟုတ်ပြီနော်ဘာလို့အချင်းချင်းချိတ်ကြလဲဆိုတာအဲ့ဒါကြောင့်ချိတ်တာနားလည်ပြီနော်အဲ့တော့အဲ့ဒီ network တွေထဲမှာဘာပစ္စည်းတွေလိုလဲဆိုတော့ပပစားပြီးပြောပြတော့မယ်ဟုတ်ပြီနော်ပထမဆုံးပပတို့အိမ်မှာကြည့်ကြည့်မယ်ဆိုရင် modem ဆိုတဲ့စက်ကလေးရှိတယ်တသားအိမ်မှာဆိုရင်ကွန်ပျူတာရဲ့ဘေးနားမှာစင်လေးပေါ်မှာတင်ထားတဲ့ဟာလေးက modem လို့ခေါ်တယ်ဟုတ်ပြီလားအဲ့တော့အဲ့ modem ဆိုတာသူကဘာလုပ်ပေးလဲဆိုတော့လေ internet service provider လို့ခေါ်တဲ့ internet ကိုလုပ်ပေးနေတဲ့ company ကနေပြီးတော့သူ့ရဲ့ signal တွေကပပတို့ရဲ့ကွန်ပျူတာတွေဖုန်းတွေစီကိုလာနေတာဟုတ်ပြီနော်အဲ့တော့အဲ့လို chat လက်တွေကိုအဲ့ဒီ signal တွေတစ်ဆင့်အဲ့ဒီ modem ကနေတစ်ဆင့်သူကလှမ်းပြီးချိတ်ပေးနေတာဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ modem ဆိုတာအဲ့ဒီ internet provide လုပ်နေတဲ့ company ကြီးနဲ့ပပတို့ရဲ့စက်ပစ္စည်းတွေနဲ့ကိုကြားနေပြီးတော့တိုက်ရိုက်စချိတ်ပေးနေတဲ့စက်ပစ္စည်းကို modem လို့ခေါ်တယ်နားလည်ပြီနော်အဲ့တော့ခုနကတော့ပြောလိုက်တဲ့အခါမှာ internet service provider လို့ခေါ်တဲ့အထူခေါက် ISP ဟုတ်ပြီနော်ဒီမှာပုံလေးနဲ့ပြပေးမယ်ဒီမှာ ISP ဟုတ်ပြီနော် Internet Service Providers လို့ခေါ်တဲ့ ISP အဲ့တော့ ISP ဆိုတာတကယ်ကဘာလဲဆိုတော့ internet တွေကိုရောင်းပေးတဲ့ company ပေါ့ဥပမာဆိုတော့မြန်မာနိုင်ငံမှာဆိုရင် Atom ရှိမယ် MPT ရှိမယ်ဟုတ်တယ်မလားနောက်တစ်ခါ Ooredoo ရှိမယ်စသည်ဖြင့်
ဟုတ်ပြီနော်အဲ့ဒီ company တွေက internet တွေရောင်းပေးတာမဟုတ်လို့သူတို့ internet service provider လို့ခေါ်တယ်ပြီနော်အဲ့တော့အဲ့ဒီ internet service provider တွေကနေပြီးတော့အဲ့ဒီစပြီးတော့ရောက်လာတဲ့ဟာကိုစပြီးချိတ်ပေးတဲ့ device ကို modem လို့ခေါ်တာဟုတ်ပြီနော် baby ခဲ့ဒါဆိုရင်အဲ့ဒီ modem ကနေရောက်လာတဲ့အချက်လက်တွေကိုဘယ်သူကဘာတွေလုပ်ပေးလဲဆိုတော့ကြည့်အောင်အဲ့တော့ဥပမာဆိုပါစို့တသားအစားအစာအတွက်ကို food delivery မှာလိုက်တယ်တယ်မလားသားအဲ့တော့အဲ့ food delivery တမားကတကယ်ကတသားပစ္စည်းတစ်ခုတည်းကိုပဲသူကတဲလာတာမဟုတ်ဘူးသူ့ရဲ့အထုပ်အပိုးထဲမှာတခြားလူတွေမှားတဲ့ဟာတွေလည်းအကုန်လုံးစုပွေးပြီးထည့်လာတာအဲ့ထက်မှာသူ့ရဲ့အထုပ်ပေါ်မှာရေးထားတဲ့လိပ်စာအရာတသားစီရမှားတာဆိုရင်တသားလိပ်စာကိုသူကကြည့်ပြီးရောက်လာတယ်ဟုတ်တယ်မလား baby အဲ့တော့အဲ့လိုပဲသူကအဲ့ဒီအချက်လက်တွေကိုကြည့်ပြီးတော့ဘယ်ဟာဘယ်ကိုသွားဘယ်ဟာဘယ်ကိုသွားဆိုတာကိုလုတ်ပင်တဲ့အလုပ်ကိုကြတော့ router ဆိုတဲ့နောက်ထပ်ဟောဒီ device ကလေးတစ်ခုကနေလုတ်ပင်နေတာတကယ်ရော router ကဘာလုပ်လဲဆိုတော့သူကအချက်လက်တွေကိုသူကလက်ခံပေးတယ်ပြီးတဲ့အခါမှာဆိုရင်အချက်လက်တွေကိုသူသွားစေချင်တဲ့ device ကိုသူကပို့ပေးတယ်အဲ့တော့ခုနက delivery သမားလိုပဲသူကတစ်ခုတည်းကိုသူကလုံနေတာမဟုတ်ဘူးသူက multiple အလုပ်တွေကိုလုံနေနိုင်တယ် ဘာဘာရူတာဆိုတာလေတောက်အိမ် line ချိတ်တာနဲ့ဒီလိုပဲလား ဟုတ်တယ်အဲ့ထက်မှလည်း router ဆိုတာရှိတယ်ခုနောက်ပိုင်းကျတော့အဲ့ဒီ modem နဲ့ router ကိုအတူတူတွဲပြီးတော့လှုပ်ထားလိုက်တာပေါ့နော်ငါကကျတော့ modem ကတစ်ခု router တစ်ခုခုနောက်ပိုင်းနေမှာကျတော့ modem နဲ့ router တွဲရက်တည်းပါလာတာဟုတ်ပြီလားအဲ့တော့အဲ့ router ရဲ့အလုပ်ကဘာလဲဆိုတော့တစ်ခါလေကျတော့ तू က internet လှမ်းချိတ်တဲ့ခါမှာဆိုရင်ဟိုပါပေါ့ဘာတို့မှဆိုတော့ delivery သမားကမြို့တွေကနေပြီးတော့သားစီကိုလာပို့မယ်ဆိုပါစို့ဒါဆိုရင် तू ကဘယ်လမ်းကကားကြက်နေလဲ तू ကြည့်တယ်လေဟုတ်တယ်မလားသားဘယ်လမ်းကသွားရင် तू မြန်ရောက်မလဲ तू ကကြည့်ပြီးတော့မှမြန်တဲ့နေရာ तू လိုက်ပို့ပြီးတယ်လို့ပဲအဲ့ဒီ router ကလည်း तू ကဘယ်နေရာပို့ပြီးအဆင်ပြေလဲဆိုတာ तू ကကြည့်ပြီးတော့ तू ကသူ့အဆင်ပြေပြီးတော့ပို့ပြီးတော့မြန်တဲ့နေရာနဲ့ပြီးတော့ तू ကပို့ပေးတယ်ဟုတ်ပြီနော်အဲ့တော့ router ကအဲ့ဒီလုပ်တွေလုပ်ပေးနေတယ်ဟုတ်ပြီနော် baby ရူတာဆိုတာအကုန်လုံးရူတာလောက်တာရတယ်အကုန်လုံးကျော်1 second နဲ့ဖြစ်တာမလား သူကတစ်စက္ကန့်တက်တော့ပုံပြီးမြန်သေးတယ်။ဘာနကူတော့ဟိုအရှိမပြောကြတယ်မဟုတ်လားကွန်ပျူတာအလုပ်လုပ်တဲ့ခါမှာတစ်စက္ကန့်ရင်1000ပုံတစ်ပုံလေမီလီစက္ကန့်နဲ့အလုပ်လုပ်တယ်လို့ပြောထားတယ်တာ။အဲကြောင့်မလို့ तू ကတအားမြန်တာဟုတ်ပြီလား။ Okay အဲ့တော့ကြာတော့ခုနကတော့ဟာဒီ delivery သမားက तू ပို့ရမယ့်အစားအစာကို तू ကကြည့်တဲ့ခါမှာဆို तू ကလိပ်စာလေးတွေကြည့်တယ်ဟုတ်လားတာ။တာရဲ့အိမ်ဆိုတာရဲ့အိမ်ကို तू ကလိုက်ပြီးတော့ပို့ပေးတယ်လေဟုတ်တယ်မလားတာ။အဲ့ဒီလိုပဲ data ချက်လက်တွေကိုကြည့်တဲ့အခါမှာလဲသူတို့ကအဲ့ဒီသက်ဆိုင်ရာလိပ်စာလေးကိုကြည့်ပြီးတော့ तू ကပို့ရတာပေါ့ဘယ်ကွန်ပျူတာကိုဘာပို့ရမလဲဥပမာဆိုတော့ Google ကနေပြီးတော့ Roblox ဆိုပြီးရိုက်ရှာတဲ့အခါမှာမမေကလည်းဟိုဘက်ကနေသူ့ကွန်ပျူတာကြီးဖွင့်ထားတယ်ဆိုပါစို့ဒါဆိုရင် router ကနေပြီးတော့ तू ကြည့်လိုက်တဲ့အခါမှာ Roblox နဲ့ပတ်သက်တဲ့ချက်လက်တွေဝင်လာပြီဆိုရင်ရှာနေမလို့စီကိုပို့ပေးမှလားမမေစီကိုပို့ပေးမှလားမမေကွန်ပျူတာကိုပို့မှလားဟိုတာစီကိုဟုတ်တာပေါ့အဲ့တော့ तू ကဘာလဲဆိုတော့ဘယ်သူကဒီချက်လက်ကိုတောင်းထားလဲဆိုတာ तू ကစစ်နေရလဲဟုတ်တယ်မလားသားအဲ့တော့အဲ့ဒီဟာဘယ်သူကတောင်းထားလဲဆိုတာတော့တနည်းအားဖြင့်တော့ तू ကပပတို့ delivery သမားလိပ်စာကြည့်တယ်ဆိုလို့ပဲ तू လည်းလိပ်စာကိုကြည့်ထားတာပေါ့အဲ့တော့အဲ့ဒီလိပ်စာကိုပပတို့ဘယ်လိုခေါ်လဲလို့ပြောထားလဲဆိုတော့မမေသီလားသားကွန်ပျူတာတွေရဲ့ IP address လို့ပြောတာလေဟုတ်တယ်မလားခုနကတော့ပြောထားရမလားအိမ်ဒီမှာလိပ်စာရှိတယ်လို့ပဲကွန်ပျူတာတွေမှာလည်းလိပ်စာရှိတယ်လေဟုတ်တယ်နော်အဲ့ဒါ तू ကအဲ့ဒီ IP address ကို तू ကကြည့်ပြီးတော့ဘယ်ကိုပို့ပေးရမယ်ဆိုတာကို तू ကကြည့်ထားတာပေါ့နားလည်ပြီနော် baby အဲ့တော့ထပ်ပြီးတော့ဥပမာပေးရမယ်ဆိုပါစို့တတတီချာနေပြီးတော့အထုပ်ကလေးတစ်ထုပ်ကိုတတတငယ်ချင်း Elvin C ကိုပို့ပေးပါဆိုပြီးပေးလိုက်တဲ့ခါကျတော့တတကျောင်းထဲမှာ friend တွေအများကြီးရှိနေဟုတ်တယ်မလားတခန်းထဲမှာ friend တွေအများကြီးရှိနေတယ်အဲ့ထဲမှာတ Elvin ဆိုတဲ့ specific person ကိုရှာမှာဟုတ်တယ်မလားအဲ့ဒီလိုပဲအဲ့ဒီ data ချက်လက်တွေကိုကွန်ပျူတာကပို့တဲ့အခါမှာလည်းအဲ့လိုပဲ तू ကဘယ် IP address ကိုသွားရမလဲဆိုတာ तू ကရှာရတာပေါ့ရှာပြီးတော့မှအဲ့ကိုပို့ပေးရတာဟုတ်ပြီလား baby အဲ့ဒီနားလဲလား yes Okay အဲ့ဆိုရင်ခုပပဘာစပြောခဲ့ပြီးသွားလဲဆိုတော့ ISP လို့ခေါ်တဲ့ Internet Service Provider ကြီးအကြောင်းလည်းပပြောပြီးသွားပြီနောက်တစ်ခါကျတော့ပထမဆုံးစတွေ့ရတဲ့ device ဖြစ်တဲ့ modem ဆိုတဲ့အကြောင်းလည်းပြောပြီးသွားပြီပြီးတဲ့အခါမှာဆိုရင် data ချက်လက်တွေကို route လုပ်ပြီးလဲ router ဆိုတဲ့အကြောင်းလည်းပြောပြီးသွားပြီ router ကြီးကဘာကိုကြည့်ပြီးမှပို့ရလဲဆိုတော့သက်ဆိုင်ရာ device တွေရဲ့ IP address ကိုကြည့်ပြီးမှပို့တာဟုတ်ပြီနော်အဲ့တော့ IP address လို့ပြောလိုက်တဲ့အတွက်ကြောင့်မလို့တရဲ့ computer တစ်ခုရဲ့ IP address ရှိနေတာမဟုတ်ဘူးသုံးနေတဲ့ Samsung tablet မှာလည်း IP address ရှိတယ်ဟုတ်ပြီနော်ဘယ်ဖုန်းမဆိုဘယ် mobile device မဆိုမှာ IP address တွေရှိတယ်အဲ့ဒီ address ပေါ်မှာမူတည်ပြီးသူက router ကြီးကနေအလုပ်လုပ်ပေးနေတာဟုတ်ပြီနော်
ကဲဆက်ကြည့်ကြည့်အောင်အခုကအဲ့ဒါကြီးပြောပြီးသွားပြီဆိုတော့အဲ့ဒီအချက်လက်တွေဘယ်လိုလာနေလဲဆိုတာကိုပပတို့က medium လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒီ signal တွေအဲ့ဒီ data တွေဘယ်လိုလာနေလဲဆိုတာကို media လို့ခေါ်တယ်အဲ့ media တွေကြည့်ကြည့်အောင်အဲ့မှာဆိုအခုပွားပြထားတာက Wi-Fi တို့ Ethernet တို့ပြထားတယ်ဟုတ်ပြီနော်ဥပမာအလွယ်ပြရအောင်ဆိုပါစို့တသားရဲ့ဖုန်းထဲမှာအခုတသားစကားပြောတယ်ဟုတ်တယ်မလားတသားဖုန်းနဲ့စကားပြောလိုက်တဲ့ခါမှာဆိုရင်ကြိုးကြီးတန်းရှိနေသေးလားဒါမှမဟုတ်ရင်ကြိုးမရှိဘူးလား ကျိုးမပါဘဲနဲ့တစ်ခါတလေကျိုးပြလဲနဲ့ ဘယ်ကကျိုးကတန်လိုင်းဖြစ်နေအဲ့ဒါအာသွင်းကျိုးလေတာ ဟုတ်တယ် အာသွင်းကျိုးကိုပြောတာမဟုတ်လေပပပြောတာ data ကျိုးကိုပြောတာလေဟုတ်ပြီလားအဲ့တော့အဲ့လိုအချက်လက်တွေကိုအခုကအဲ့ mobile နေမှာဆိုရင်ကျိုးမပါဘဲနဲ့ပြောတာကိုပပတို့က wireless လို့ခေါ်တယ်ကျိုးက wire မဟုတ်လားတာအဲ့တော့ wire မပါတာမဟုတ်လို့ wireless လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒါကိုတနည်းအားဖြင့်ပပတို့က Wi-Fi လို့လည်းခေါ်ကြတာပေါ့ဟုတ်ပြီနော်တကယ်တော့ပပတို့ကွန်ပျူတာတွေဖုန်းတွေကကျိုးမပါဘဲနဲ့လေခုနောက်ပိုင်းမှာ wireless technology ကိုသုံးပြီးတော့ဆက်သွယ်လို့ရတယ်တဲ့ဟုတ်ပြီနော်အဲ့တော့အဲ့ဒီ Wi-Fi နဲ့ပြောနေတော့ Wi-Fi ဆိုတာတကယ်ကဘာလဲဆိုတော့ wireless fidelity လို့ခေါ်တယ်တဲ့ဘာအင်တာနက်ဖြစ်ရမှာမဟုတ်လား ဘယ်မှာလဲတာ အင်တာနက်တဲ့ Ethernet ဆိုတာကျိုးကိုခေါ်တာ internet ဆိုတာဘာလို့သုံးတဲ့ internet ကိုခေါ်တာဟုတ်ပြီနော် Ethernet ကြောင့်မလာသေးဘူးခဏလေးစောင့်ဟုတ်ပြီနော်အဲ့ဒါကြတော့အဲ့ဒီ Wi-Fi ဆိုတာတကယ်ကဘာလဲဆိုတော့ပပတို့ internet ကိုကျိုးမပါဘဲနဲ့သုံးတဲ့နည်းစနစ်ကို Wi-Fi လို့ခေါ်တာဟုတ်တယ်မလားသား Wi-Fi ဆိုကျိုးမတွေ့ရတာဘူးလေဟုတ်တယ်မလား wireless okay နော်တကယ်ကဆက်ပြောမယ်ဆိုရင်တော့ Bluetooth လည်းရှိသေးတယ်အခါကျတော့ Bluetooth earphone နဲ့တွေ့ရမလားသား Bluetooth earphone နဲ့ဆိုရင်လည်းကျိုးမပါဘူးအဲ့ဒါကြီးလည်း wireless ပဲဟုတ်ပြီနော်ကဲခါလေကြတော့ပပတို့ကွန်ပျူတာမှာဒီလိုကျိုးတန်းလိုင်းနဲ့တွေ့ဘူးတယ်မလားသား internet ကိုသုံးတဲ့အခါမှာကျောင်းနေမှာတခါကြတော့လေကျောင်းနေရုံးနေမှာခါကြအဲ့လိုကျိုးတန်းလိုင်းနဲ့သုံးနေတာအဲ့ဒီကျိုးကိုဘယ်လိုခေါ်လဲဆိုတော့ Ethernet လို့ခေါ်တယ်တတခုနကတော့မေးတယ်မေးကောဟုတ်ပြီနော် Ethernet cable လို့ခေါ်တယ်အဲ့ Ethernet cable မှာကြတော့ခုနကပပြောတဲ့ data ဆိုတဲ့101010လေးတွေအကုန်လုံးအဲ့ထဲမှာ data ကနေပြီးတော့သွားပေးနေတာဟုတ်ပြီနော် Wi-Fi မှာတော့ကြတော့လေတွေကနေသွားနေတာတကယ်ကတော့ magnetic signal တွေနဲ့သွားနေတာပေါ့လျှက်စစ်တန်လိုက် signal နဲ့သွားနေတာဟုတ်ပြီနော်အခုဒီမှာကြတော့ cable ပေါ်မှာကြတော့သူကဒီ cable ထဲမှာရှိတဲ့ wire ကြိုးလေးရှိတယ်မလားတာအဲ့ wire ကြိုးလေးတွေနဲ့တဆင့်သွားနေတာဟုတ်ပြီနော် baby ပြီးတော့ကြတော့အခုဆက်ပြောမှာကကြတော့ fiber optic လို့ခေါ်တဲ့အလင်းနဲ့သွားတဲ့ cable ဟုတ်ပြီနော်အလင်းနဲ့သွားတဲ့ cable ဖြစ်တဲ့ကြောင့်ကမ္ဘာပေါ်မှာအခုထိကအလင်းကအမြန်ဆုံးပဲအဲ့ဒါကြောင့်မလို့ခုနကတော့ပြထားတဲ့ Ethernet cable တဲ့ဆိုင်ဟောဒီ fiber optic cable ကပို့ပြီးတော့ data တွေကိုပိုမြန်မြန်တည်နိုင်တဲ့စွမ်းအင်ရှိတယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ခုနောက်ပိုင်း internet တွေမှာဟောဒီ fiber optic cable တွေကိုစပြီးတော့သုံးလာတာပြီးခဲ့တဲ့အပိုင်းတုန်းကဗီဒီယိုမှာဆိုရင်တတွေ့လိုက်လားမသိဘူးဟုတ်ပင်လယ်သမုဒ္ဒရာရဲ့ကျမ်းမြေအောက်မှာပြေးထားတဲ့ cable တွေအကုန်လုံးကအခုလိုမျိုး fiber optic cable တွေသုံးပြီးပြေးထားတာဟုတ်ပြီနော်အဲ့ဒီဟာကိုဘယ်လိုလဲဆိုတော့ fiber optic ဒီစက်ကြောင်းကြီးလို့ခေါ်တယ်ပပတို့ English လို့ဆိုရင် fiber optic backbone လို့ခေါ်တယ်ဟုတ်ပြီနော်နောက်တစ်ခုစကြည့်အောင် အဲ့ပုံထဲမှာ fiber optic cable ကဘယ်ဟာလဲ ဒီဘက်ကဟာလေးက fiber optic cable ဒီမှာတွေ့တာအလင်းလေးတွေနဲ့ဟိုဘက်ကနေသူကအလင်းထိုးထားရင်အလင်းလေးတွေပြပြနေဒီကောင်ကကျတော့ ethernet cable ဟုတ်ပြီနော်ပြီးတော့အဲ့ဒါဆိုရင်ပပတို့ဘာဖြစ်လို့ networking ကိုသုံးရတာလဲခုနရှေ့မှာတော့တစ်ခါပြောပြီးသွားပြီ networking ကိုဘာလို့သုံးတာလဲဆိုတော့ပပတို့ရဲ့ data တွေအချင်းချင်းဖလှယ်ခြင်းလို့ဟုတ်တယ်နော် file တွေချင်းချင်းပို့ခြင်းလို့ပြောထားပြီးသွားပြီအဲ့ဒါတည်းမဟုတ်သေးဘူးတကယ်ကဘာလဲဆိုတော့လေတစ်ခါလေကျတော့ပပတို့ရုံးနေမှာဆိုရင်စာရွက်တွေထုတ်တဲ့ခါမှာ printer လို့ခေါ်တဲ့ set တွေကနေထုတ်တယ်လေဟုတ်တယ်မလားသားအဲ့ဒီ printer set တွေကလည်းလူတစ်ယောက်ကိုတစ်ခုလူတစ်ယောက်ကိုတစ်ခုဆိုတော့ဈေးကတအားကြီးတယ်လေအဲ့တော့ကျတော့အဲ့လိုတစ်ယောက်တစ်ခုသုံးမဲ့အစားရုံတရုံမှာ printer တစ်ခုဒါမှမဟုတ်နှစ်ခုပဲထားတာပေါ့ဟုတ်ပြီနော်အဲ့တော့တနည်းအားဖြင့်ပြောမှဆိုရင်ပပတို့ရဲ့အဲ့လို printer လိုမျိုးပစ္စည်းတွေကို share လုပ်ပြီးသုံးခြင်းလို့တနည်းအားဖြင့်ဆိုရင်မျှဝေပြီးတော့သုံးခြင်းလို့ဟုတ်ပြီနော်အဲ့လိုခါမျိုးမှာဆိုရင်လည်းပပတို့ကအဲ့လို networking device တွေကိုသုံးတယ်ဟုတ်ပြီနော်ဒါတွေမှမဟုတ်သေးဘူး
ပပတို့ရဲ့ resources တွေဖြစ်တဲ့ ATM တွေဆိုပါစို့ ATM တွေဆိုတာလူတစ်ယောက်ကို ATM တစ်လုံးထားစရာမလိုဘူးလေဟုတ်တယ်မလားသားဥပမာဆိုပါတော့ရန်ကင်းမှာဆိုရင်လည်းရန်ကင်းမှာ ATM တွေ4-5-6လုံးလောက်ထားရင်အဆင်ပြေနေပြီလေအဲ့လိုမျိုးလိုအပ်တဲ့ resources တွေကိုလည်း share ပြီးလို့သုံးလို့ရအောင်လို့အဲ့လိုမျိုး networking တွေသုံးထားတာတကယ် ATM ဆိုတာလည်းတကယ် network ချိတ်ပြီးသူကလုပ်ထားတာဘဏ်ကနေပြီးတော့သူတို့ရဲ့ဘဏ် network နဲ့အဲ့ကိုလှမ်းပြီးတော့ data တွေချိန်ထားအဲ့ဒါကြောင့်မလို့တသား ATM ကနေပြီးတော့ပတ်စံ1000ထုတ်လိုက်တယ်ဆိုရင်အဲ့1000ချက်ချင်းပဲသူတို့ရဲ့ဘဏ် server ထဲမှာချက်ချင်းမှတ်သွားတာဟုတ်ပြီနော်အဲ့အကုန်လုံးက networking နဲ့လုပ်နေတာ okay နောက်တစ်ခုကကြတော့ပပတို့ဒီ computer network ထဲမှာဘာတွေပါလဲဆိုတာကိုကြည့်ကြည့်အောင်အဲ့တော့ computer network ထဲမှာတကယ်ဘာတွေပါလဲဆိုတော့ဒီဘက်မှာအရင်ဆုံးကြည့်ကြည့်မယ်ဆိုရင်ဟောဒီမှာကဘာလုံးတွေ့တာတာအဲ့တော့အဲ့ဒီတကယ်ကကဘာလုံးဆိုတာတကယ်က ISP Internet Service Provider Internet ကိုပြောချင်တာဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့ဘာလို့ဘယ်ကိုစလာလဲဆိုတော့ဟောဒီမှာဒီ modem တွေကိုစလာတယ်ဟုတ်ပြီနော်ပြီးတော့ကြာမှဒီမှာ switch တွေ router တွေကိုတွားပြီးတော့မှသက်ဆိုင်ရာဟောဒီမှာ device တွေဖြစ်တဲ့ tablet တွေလေနောက်တစ်ခါဖုန်းတွေကွန်ပျူတာတွေစီကိုဆက်ချိတ်ပြီးတော့ခွဲထွက်သွားတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီအထက်မှာဆိုရင်ဘာတွေပါသွားပြီလဲဆိုတော့ network gates တွေပါလာတယ်ဒီ desktop computer တွေမှာကျတော့ဘာလို့လို့မျိုး laptop မှာ laptop တွေ desktop တွေမှာဆိုရင်ဟောဒီဘာတို့ရဲ့ network gate ဆိုတဲ့ internet ချိတ်တဲ့ gate တွေရှိနေတဲ့ထဲမှာဟုတ်ပြီနော်ပြီးတဲ့အခါမှာဆိုရင် hub ဆိုတာကွန်ပျူတာတွေကိုမျှပြီးသုံးတဲ့ဟာပေါ့ခုန router လိုဟာမျိုးပဲအဲ့မှာ router မှာကျတော့၄ခုပဲပါ hub ကကျတော့၄ခုတည်းပို့ပြီးတော့ရှိတယ်ပြီးတော့ switch တွေနောက်က router တွေ modem တွေဆိုပြီးအဲ့ဒီ device တွေရှိနေတယ်ဟုတ်ပြီနော်ပြီးတဲ့အခါမှာဆိုရင်ဟာဒီပါတို့ရဲ့အဲ့ဒီမှာခုနထပ်ပြီးတော့အသေးစိတ်နောက်တစ်ပုဒ်ပြရမယ်ဆိုရင်ဟောဒီမှာ ISP Internet Service Provider ကနေပြီးတော့ Internet Signal က modem တွေကိုရောက်လာတယ်အဲ့ modem ကနေမှထပ်ပြီးတော့ router စီကိုတွားပြီးတော့ router ဘယ်ကနေတောင်းထားတာလဲဆိုပြီးတော့သူသက်ဆိုင်ရာ device တွေကို router ကနေပြီးတော့ခွဲပြီးပို့ပေးနေတယ်ဟုတ်ပြီနော်အထိနားမလဲရရှိလား baby No. okay နော်ဒါဆိုရင်အခုကဒီ computer network ရဲ့အစိတ်ပိုင်းနေပြီးသွားပြီဆိုတော့နောက်တစ်ခေါက်ကကြတော့ network ဘယ်နှမျိုးရှိလဲဆိုတော့ပြောပြပေးမယ်ဟုတ်ပြီနော်တကယ်ကဥပမာဆိုပါတော့တသစီမှာဒီနိုင်မှာလဲဖုန်းပြောလို့ရတယ်ဆိုပါစို့ဟုတ်ပြီနော်တကယ်ဖုန်းပြောလို့ရတဲ့နိုင်ဒီတွေပေါ်နေပြီနောက်တစ်ခါကျတော့ကွန်ပျူတာလည်းရှိတယ်ကွန်ပျူတာလည်းအင်တာနက်သုံးလို့ရတယ် tablet ကနေအင်တာနက်သုံးလို့ရတယ်ဟုတ်တယ်မလားဒါတွေအကုန်လုံးကတရဲ့ personal ပစ္စည်းတွေလေကိုယ်ပိုင်ပစ္စည်းတွေအဲ့တော့အဲ့လို personal ပစ္စည်းတွေချင်းချင်းချိတ်ဆက်သုံးထားမလို့သူ့ကိုဘယ်လိုခေါ်လဲဆိုရင် personal area network PAN လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ပထမဆုံးပပတို့ရဲ့ဒီ internet ချိတ်ဆက်သုံးတဲ့အသေးဆုံးလေးက personal area network လို့ခေါ်တယ် PAN ဟုတ်ပြီနော်အဲ့တော့အဲ့ရနေမှာနည်းနည်းလေးကြီးသွားတဲ့အခါမှာဆိုရင်ပပတို့အိမ်နေမှာအခုပပတို့အခုသုံးတဲ့အိမ်မှာဆိုရင်မရှိလာပြီလဲဆိုတော့ခုနကတော့ router တွေ switch တွေကနေတစ်ဆင့်ကွန်ပျူတာတွေဖုန်းတွေကိုချိတ်ပြီးသုံးသွားတာဟုတ်တယ်ဗျအိမ်နေရုံးနေမှာဆိုရင်အဲ့တော့အဲ့လိုအိမ်နေရုံးနေမှာရှိနေတဲ့သုံးနေတဲ့ဟာတွေကြတော့ပပတို့ဘယ်လိုခေါ်လဲဆိုတော့ local area network လို့ခေါ်တယ်အတူကောက် LAN လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်အခုပပပြောလိုက်တာနှစ်ခုရှိသွားပြီနော်ပထမဆုံးတစ်ခုကပပတို့ခန္ဓာကိုယ်မှာတို့တကူတော့သုံးနေရတဲ့အကုန်လုံးကို personal area network PAN လို့ခေါ်တယ်အတူကောက်က P ရဲ့ A ရဲ့ N ကိုယူထားတာဟုတ်ပြီနော်နောက်တစ်ခါကျတော့ပပတို့အိမ်နေရုံးနေမှာခွဲပြီးသုံးနေတဲ့ဟာကိုကျတော့ local area network LAN လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒီမှာတစ်ခါကျတော့တချို့ရုံးတွေကျတော့အကြီးတွေပဲလေအဲ့လိုရုံးကြီးတွေမှာဒါမှမဟုတ်လေတစ်ခါကျတော့မြို့ကြီးတစ်မြို့နဲ့တစ်မြို့တွေမှာဆိုချိတ်ဆက်ပြီးသုံးတဲ့ခါတွေမှာကျတော့ metropolitan area network လို့ခေါ်တဲ့ MAN လို့ခေါ်တယ် MAN ကကြတော့ LAN တွေအများကြီးချိတ်ပြီးတော့ဆက်ပြီးသုံးသွားတဲ့ဟာကို MAN လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ area အခုလို့ဆိုဘာပြောထားတဲ့ computer network ပုံစံ၃မျိုးရှိသွားပြီနော် PAN ဆိုတာက personal area network LAN ဆိုတာ local area network MAN ဆိုတာ metropolitan area network ဟုတ်ပြီနော်အဲ့ဒါပြီးတဲ့အခါမှာဆိုရင်နောက်ဆုံးမှာကြတော့ပပတို့ရဲ့တကဘာလုံးမှာချိတ်ဆက်ပြီးသုံးတာမဟုတ်လို့ပပတို့က wide area network အတူကောက်WAN လို့ခေါ်တယ်အဲ့ဆိုရင်အခုပပတို့ computer network အပြိုးအစားအားလုံးဘယ်နှမျိုးတွေ့တယ်ပြလဲဆိုတော့၄မျိုးတွေ့သွားပြီဟုတ်ပြီနော်ပထမဆုံးကတကိုရီသုံး PAN personal area network နောက်တစ်ခါကျတော့ကိုယ့်ရဲ့ရုံးမှာဒါမှမဟုတ်ကိုယ့်ရဲ့အိမ်မှာပဲသုံးတဲ့ LAN
local area network နောက်တစ်ခါကျတော့အဲ့ဒီ LAN တွေအများကြီးပဲအချင်းချင်းချိတ်ဆက်ပြီးသုံးသွားတဲ့အတွက်ကြောင့်မလို့သူတို့ကိုပပတို့ကဘယ်လိုခေါ်လဲဆိုတော့ metropolitan area network လို့ခေါ်တဲ့ MAN အဲ့ဒါပြီးတဲ့အခါမှာဆိုရင်တစ်ကမ္ဘာလုံးမှာရှိသမျှအကုန်လုံးချိတ်ဆက်ပြီးသုံးနေတဲ့အတွက်ကြောင့်မလို့သူတို့ကို wide area network 1လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒါကိုပပတမစုပြီးတော့ပြပေးထားတယ်ဒီမှာဆိုရင်တယောက်တည်းသုံးနေတယ်ဆိုရင် personal area network span အဲ့မှာအိမ်နေမှာရုံးနေမှာပဲသုံးနေဆိုရင်သူကို LAN လို့ခေါ်တယ်အဲ့လိုမျိုးအိမ်နေရုံးနေ personal ကလုံးစုပြီးတော့ဒီပြိုင်နဲ့သုံးနေတဲ့ဟာတွေမှာကြတော့သူတို့ metropolitan area network MAN လို့ခေါ်တယ်ပြီးတော့မှအဲ့ဒါတွေအကုန်လုံးတစ်ကမ္ဘာလုံးမှာချိတ်ဆက်ပြီးသုံးသွားပြီဆိုရင် wide area network 1ဆိုပြီးတော့အစဉ်စဉ်ရှိတယ်နားလည်လားပဲဗျအဲ့အထိ Papa. okay အဲ့ဒါဆိုရင်အဲ့ဒါကိုဘာလို့ဗီဒီယိုလေးနားထောင်ကြည့်မယ်ဟုတ်ပြီနော်ဗီဒီယိုလေး play ကြည့်မယ် Networks. Computer network. A computer network is a group of two or more computer systems connected to each other. This means that every computer in the network can send information to the others. The main advantage of networking is to share resources such as printers, scanners, disk drives, and CD or DVD drives. Multiple users can communicate among themselves and share data and information. Components of data communication. Message. The message is the information to be communicated. Sender. The sender is the device that sends the data message. Receiver. The receiver is the device that receives the message. Medium. The transmission medium is the physical path by which a message travels from sender to receiver. Types of computer networks. There are many types of computer networks, including local area networks or LANs. The computers are geographically close together, like connected in the same building. For example, network in your computer lab. Wide area networks, WANs. The computers are farther apart and are connected by telephone lines or radio waves. For example, ATMs all over. Metropolitan area networks or MANs. A network designed for a town or city. For example, the cable TV network. Campus area networks or CANs. The computers are within a limited geographic area, such as a campus or military base. For example, an intranet working within IIT. Personal area networks or PAN. It is a computer network used for data transmission amongst devices such as computers, telephones, tablets, and personal digital assistants. For example, printer, fax machines, telephones, scanners, etc. are connected through network. Internet. Internet is a network of networks. It is a global network connecting millions of computers all over the world. Hundreds of countries are linked together via computers to exchange data, news and opinions. Each internet computer is independent and called a host. It uses existing public telephone and communication networks, including satellites, to relay data between networks using routers. The fastest growing part of the internet is the World Wide Web. Other parts of the internet include services such as Gopher, Telnet, and FTP. Okay အဲ့တော့ကြတော့ပပတို့ဒီနေ့ဘာတွေသင်ခဲ့လဲဆိုတော့ lesson တွေကိုပြန်ပြီး recap လုပ်ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ပထမဆုံးပပတို့ကဘာပြောခဲ့လဲဆိုတော့ network ဆိုတာဘာလဲဆိုတာပြောထားတယ်ဟုတ်ပြီနော် network ဆိုတာကအရာဝတ္ထုပစ္စည်းတွေအချင်းချင်းအပြည့်အလှန်ချိတ်ဆက်ထားတာကို
network လို့ခေါ်တယ်လို့ပြောထားတယ်ဥပမာဆိုပါစို့ကွန်ပျူတာရှင်းချိတ်ဆက်ထားတယ်ဆိုရင်ကွန်ပျူတာ network ပေါ့ဟုတ်ပြီနော်နောက်တစ်ခါပပတို့အိမ်ဒီမှာလို့ပဲကွန်ပျူတာတိုင်းမှာလည်း address ရှိတယ်အဲ့ဒီကွန်ပျူတာတွေမှာရှိနေတဲ့ address ကိုဘာလို့ခေါ်လဲ baby IP address ဟုတ်တယ် IP address လို့ခေါ်တယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဒီပတို့ကွန်ပျူတာရဲ့ network မှာဘာတွေပါလဲဆိုရင်ကွန်ပျူတာတိုင်းမှာ network ကတ်တွေပါတယ်ပြီးတဲ့အခါမှာဆိုရင် hub တွေ switch တွေ router တွေ modem တွေပါတယ်ဆိုပြီးရှေ့မှာပြောခဲ့ပြီးသွားပြီအဲ့ဒါအပြင်ဘာတို့ဘာတွေရှိခဲ့သေးလဲဆိုတော့ကြတော့ဘာတို့ရဲ့ type of network တွေအကြောင်းပြောခဲ့တယ်ဟုတ်ပြီနော်အဲ့ဒီ network တွေမှာဆိုရင်အလုံးပထမဆုံးကကိုဘာသာကိုသုံးတဲ့ personal area network PAN ဆိုတာရှိတယ်ပြီးတဲ့အခါမှာဆိုရင် local မှာသုံးတဲ့ local area network LAN ဆိုတာရှိတယ်ပြီးတဲ့အခါမှာဆိုရင်ဒီအဆောက်အအုံတွေမြို့တွေရှင်ချိတ်ဆက်ပြီးသုံးတဲ့ metropolitan area network လို့ခေါ်တဲ့ MAN ဆိုတာရှိတယ်ပြီးတဲ့အခါမှာတစ်ကမ္ဘာလုံးချိတ်ဆက်သုံးနေတဲ့ wide area network WAN ဆိုတာရှိတယ် Papa can ကဘာမှလဲ can ကကြတော့တကယ်က तू ကထပ်ပြီးတော့ဖြည့်ပြီးတော့ပြောသွားတာရှိတာတကယ်က can ကလေဒီ man ထဲမှာ तू ကအကျိုးတက်ရောက်မှုရှိတယ်ဒါပေမဲ့ခုနကတော့ဗီဒီယိုမှာ तू က can ကို तू ကဖြည့်ဆွဲပြီးပြောသွားတာဟုတ်ပြီနော်ကဲဒါဆိုရင်ပတို့နောက်တစ်ခေါက်ကြတော့ဘာကြောင့်ဆက်ပြောမလဲဆိုရင် understanding web browser internet ကို search လုပ်တဲ့အခါမှာ web browser တွေသုံးတဲ့ဟာအဲ့ဒီ web browser တွေအကြောင်းပြောပြပေးမယ်တစ်ဖက်ကကြိုင် okay အဲ့တော့ဒီနေ့တော့ပတို့ဒီနေ့တော့ဒီလောက်ပါပဲ Let us Bye close the day. bye love you bye bye Okay, love you. Bye bye. bye bye